17နာရီ15ဆိုတော့ဘယ်မှာလူတွေတော့စီနေပြီလူတွေလည်းတော်တော်များနေပြီဟုတ် it's not bad တော်တော်များများလည်းရောင်းရတယ်ဆိုတော့မဆိုး然后麻烦这路回答对，叫做我俩。ဆိုင်ရတော်များအသိမ်းသွားပြီဒါမဲ့ပထမတော့12နာရီအခုဘယ်နိုင်12နာရီ12နာရီလောက်တော့လူတွေအများကြီးပဲပြီးတော့ဆိုင်တွေကိုလည်းကုခင်ပေးရတယ်ပထမ9နာရီလောက်ရောက်တာ9နာရီလောက်ထဲကထားပြီးတော့ ready လုပ်ပြီးတော့6နာရီခွဲလောက်ကနေအိမ်ကထွက်ဒီကို9နာရီရောက်နန်းပြီးတော့ထက်နေပါ set up လုပ်ပေးဒီအခုမြိုင်ထက်နေအားလုံးက volunteer တွေအားလုံးဆော့လာပြီးတော့ set up လုပ်ထားရတာပါခုံတွေရောပဲခုံအခင်းတွေရော table တွေရောအထက်က table တွေနဲ့ chair တွေရောအားလုံးလုပ်ထားပေးရဟုတ်တယ်ပစ္စည်းတွေလည်း volunteer တွေကကူတယ်ပေးပါတယ်အခုဆိုင်နေပြန်သိရင်လေဆိုင်ပြန်သိရင်လည်းပြန်ကူညီသင်ပေးရပါမှာ။ဒါမဲ့ဒီဆိုင်ဆိုအရင်အယောင်ရဆုံး။ဟုတ်အယောင်ရဆုံးပလာတာဆိုင်မှာ။ Wait, let's see. ရတော့ရတော့ပလာတာဆိုင်မှာ။ဒီမပြီးသေးပါဘူး။မှားထားတယ်။2နာရီလောက်ကြုံမှာထားတယ်။အဲ့ဒါသူတို့အားလုံးပြီးမှရမှာ။ But it's worth it. ဒီထဲမှာ favorite place ဆိုရင်အသက်ထက်ပြည့်တဲ့နေရာတော်တော်ကြိုက်တယ်။ပြီးတော့ပလာတာဆိုင်ကလည်းရန်စားလို့ကောင်းတယ်။စားပြီးစားကျင်နေရပါ Okay, top one favorite place. ဟမ် Top one number one favorite place ပါ favorite ကတက်တဲ့ပြတဲ့နေရာ Okay, top 2. Top 2 with Plata. Top 3. Top 3ပထမ volunteer ဝင်လုပ်ပေးရဝင်ကြော်ပေးရနေရာကိုကြိုက်တယ်။အဲ့ဘေးကအဲ့လိုမြန်မာမုတ်တွေပဲရောင်းတဲ့ဆိုင်တွေဒီကိုရောက်တော့ဘယ်လိုပြောမလဲမြန်မာမုတ်တွေစားရဒါမဲ့လို့အစုံမတဲလာလို့မရဘူးပေါ့နော်ဆိုတော့ဒီမှာတွေ့ရတဲ့ဝယ်ပြီးတော့ဒီရောက်တော့ပျော်ရပေါ့နောက်ထပ် volunteer 2ယောက်ဖြစ်ပါတယ်သူဒီညကဘာလောက်လဲဒီနေ့ဆောင်းကြီးခုံးလေးချပေးရပြီးကျွတ်ကြီးလိုက်ယူပေးရတယ်လို့မျိုးဒီဆိုင်ထဲမှာအတီးကြားလောက်တာမဟုတ်ဘဲနဲ့နိုင်ဟိုထောက်သွားလိုက်ဒီဆောက်တော့ပြီးတော့မုတ်တီစားတယ်ရှင်းဆိုခဲ့တယ်ရှင်းဆိုခဲ့ပါတယ်ရှင်းဆိုခဲ့ပါတယ်3ခေါက်တောင်ဆိုတာဒီနေ့ကအလုတ်ကြိုက်တီးကြမရှိပါဘူးဒါပေမဲ့ဒီနေ့ကတော့အလုတ်ကြိုက်တီးတော်လုံးလိုက်ရပါတယ်တယောက်ကအကျော်တယောက်က3ယောက်ဒီဆိုင်ထဲမှာအလုတ်ကြိုက်တီးကြရတော့ဘယ်ရလာလဲဘောလတီယာတွေတိုက်နေလာယူအော်Okay, you know. Outfit check. Outfit check. Outfit. Oh. Outfit ဒီ tag တွေ layers တွေဝတ်ထားတာတော့လုံးဝအေးနေတယ်ခုလက်တွေဆိုရင် frozen ပြွားရေးလုံးဝရေခဲချစ်ကကြိုက်ထားတယ်ပို့ဆိုတော့ရေခဲအဲ့ဒီကနေချမ်းတီကိုဆောက်တာခန့်နေလောက်တာကူပေးပါရမနက်ကတော်တော်များများရဒီလို4ယောက်လောက်ထားပါ4ယောက်လောက်ထားပါတယောက်တော့မပေါ့ရုပ်ထားတယ်သဘောရပြီးရင်ပစ္စည်းကူတယ်ပေးပါရပြီးရင်ဟိုပစ္စည်းရဲ့ပုံမှာ price tag လေးဟိုဒီဘက်ကprice tag လေးတင်း这个你们买什么？几钱呀？老婆，那都跑了。我去营地头来喂你啊，你瞅。ခုစပင်းဘာလုပ်နေရလဲပြောပြပါစပင်းလေးချောင်းလေးတွေဆက်တာ
ရောင်းတာဒါတွေပဲကြံတော့တယ် လုံးဝအစိုးရကိုရောက်တော့ပါဘာမှမကျန်တော့ဟိုစားတဲ့ကိုခါတော့လာပဲကျန်ဘာဝယ်ရမှမသိသေးဘူးဖြစ် Great we're doing great နောက်ပတ်ရောင်းကောင်းနေတယ် Everything sold out ကျွန်တော်အကုန်လုံးတော့ရောင်းလို့ကုန်သွားပြီ ပြီးသွားပြီ It was a good sale ဟိုတူတာ ရောင်းရတဲ့ဟိုငွေတွေကိုလာပြီးတော့ပြန်လာပြရတိကက်တွေကိုပြန်အပ်ပြီးသွားပြီဆိုတော့ဒါ certificate ရအားလုံးပြီးပြီအကုန်လုံးလည်းရောင်းလို့ပြီးပြီပစ္စည်းတွေလည်းတင်နေပြီဆိုတော့ we're gonna be heading out The sale was amazing တော်ရောင်းလိုက်ရတာမထင်တော့ကွာစက်သားကြော်တွေအကုန်လုံးအရင်ကုန်သွားတယ် and then အာလူကြော်တွေကုန်သွားတယ်အေးတွေပူတာကိုလည်းပြန် donate ပြန်လုပ်ခဲ့တယ်တော်လည်းပြင်မယ်လေလူတွေလည်းအေးကြီးပြက်တော်အောင်မြင်သွားပါရဲ့ it's a successful ကဲဘယ်လိုလဲ ကျွန်တော်ကျိုးပါမှာရအချက်နေ ဒီနေ့အကျော်ဆရာဖြစ်ရတဲ့ခံစားချက်လေး ကျွန်တော်ကြော်ရေကုန်ရောင်းထွက်သွားတာနော် အဲ့ဒီအကျော်တွေရောက်ထားသွားတော့အရသာကောင်းကောင်းနဲ့လုပ်ပေးရဘာတူလဲ အရသာအဲ့လိုမဟုတ်ဘူးအရသာ အရသာကောင်းကောင်းနဲ့လုပ်ပေးရဘာတူလဲ အရသာ စက်သားကြော်အရသာကောင်းကောင်းနဲ့တာဘာတူနဲ့ပေး စက်သားကြော်ကျွန်တော်ပြောစက်သားကြော်ပြောနေတာမဟုတ်ဘူးကြော်ပြောနေတာအာလူကြော်ကျွန်တော်ပြောနေတာဆိုတော့ အာလူလေးတစ်ခါကြော်တယ်လားဆရာကြီးဖြစ်သွားတယ် ဆရာကြီးရဲ့ဒယ်ရန်က credit ပေးရမှာဗျာတကယ် တကယ်တဲ့ credit အကုန်လုံးရတယ်လားကျမစက်သားတွေကိုယ်တိုင်ဆေးတယ်ကိုယ်တိုင်နှက်တယ်ကိုယ်တိုင်လှီးချွတ်တယ် I had some help of course I had some help of course မှုမေးတယ်မှုမေးတယ် နောက်ဆုံးမှမှုန်းတာကွာငါမှလေကိုရီကြဘာမှမဖြစ်သူတို့ပဲဖြစ်ရတယ် ဆရာမကြီးလေဆရာက level 99မှာ fear boss သူတိုင်ပြောဆိုပါလေ final boss ခိုင်တယ် ဒီနေ့လေသူတာရဲ့ Darren ရဲ့တယောက်ကို20စီပေးလိုက်တာလေအများကြီးဝယ်စားရတယ်အဲ့အပြေကွာ like ချက်ပါတီလည်းပါတယ်အဲ့ချက်ပါတီတွေကလည်းအိမ်အောင်မှာကွာအိမ်မှာကိုကအာလူလေးချက်ပြီးတော့တည်ရမလားပြန်စားလို့လည်းရတယ်ကွာတည်ရမလား and then စီသမင်းပါတယ်မုတ်ဖတ်ထုတ်ပါတယ်ထောပတ်ဘိန်းဘုတ်ပါတယ် so good ပြန်မလို့အခုတော့ဒီလောက်ပါပဲတတာ